Pora တို့ EOU တို့ Healthy တို့အဲ့ဒါတွေ MLM product မဟုတ်ဘူးနော်ခင်ဗျားတို့မှားနေပြီအဲ့တော့ကျွန်တော်က skin care လည်းမသုံးဘူးအဲ့ဒီ product တွေကောင်းမကောင်းလဲကျွန်တော်ပြောနေတာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီအရာတွေဒီ MLM မဟုတ်ကြောင်းပြောတာ MLM ဆိုတာ business model ကိုပြောတာဗျာ MLM အဓိပ္ပာယ် multi level marketing အဲ့တော့ multi level ရှိမှသူ့ MLM လို့ခေါ်တယ် multi level မရှိသူ MLM လို့ခေါ်လို့မရဘူးအဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့သူတို့သုံးတဲ့ marketing strategy က SLM single level marketing ဖြစ်တယ်အဲ့တော့ခင်ဗျားတို့မှတ်တာအဲ့ဒီ product တွေကို MLM လို့မခေါ်နဲ့ MLM ဆိုတာကျွန်တော်ရှင်းပြမယ်ဗျာ MLM ဒီစုပ်ပဲ့တဲ့စီးပွားရေး business model တစ်ခုဖြစ်တယ်ဘာလို့သူကစုပ်ပဲ့လဲဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီ business ကို run လုပ်တော့ဆိုရင်လူတွေစုရမယ်အဲ့ဒီလူတွေကရတဲ့ပတ်စံကိုကျွန်တော်တို့ပြန်ပေးရဲအဲ့ဒါက MLM ဘယ်ကနေလာလဲဆိုတော့ product ရောင်းလို့ပစ္စည်းကရလာတာမဟုတ်ဘူးခဏတော့ကျွန်တော်တို့ပြောတဲ့ EOU တို့ Happy တို့က product တွေကိုရောင်းမှရတဲ့ပတ်စံကိုလူတွေကိုပေးတာဖြစ်